ဒီနေ့စောတဲ့ပွဲတွေထဲမှာဗျာကျွန်တော်ဒီပွဲကအလောင်ဆုံးပဲဗျာဘာကြောင့်အလောင်ဆုံးလဲဆိုတော့ဗရာသားကိုကြည့်လိုက်ဗျာကိုယ့်ဘက်ကကျွန်တော်လီယိုမော့ကင်နေဗျာကင်တာကိုကျွန်တော်အားလီမှာကျွန်တော် EAB စောလိုက်တယ်ဗျာဟိုက်ပါလဲလဲမပေးဘူးဗျာမလိန်ယူတော့လဲကျွန်တော်မပေးဘူးဗျာဂူရှင်ပွဲပေါင်းမှာ9ပွဲပဲကစားရသေးဗျာဝင်ဝေးက51ဗျာအမှဆိုကျွန်တော်ဗဒန်းနဲ့ထိန်းနေဗျာကျွန်တော်အဆင်ပြေရဗျာကျွန်တော်ကိုလင်းကိုထိန်းနိုင်တယ်ဗျာသိရမလားအမှဗရာသားကိုကြည့်ဗျာကျွန်တော်အကောင်ရှယ်ကိုနှိမ်တာဗျာဗဒန်းဆိုတဲ့ဟီရိုကအားလီမှာတိတ်မတာဘူးဗျာသိရမလားသူ့ရဲ့စပယ်တူနဲ့အဲ့ဒီမပွင့်မချင်းအကောင်မတာဘူးဗျာအမှကျွန်တော်နှိမ်နေအဲ့အရာကိုတီးလို့ကျွန်တော်ဝင်းနှိမ်နေဗျာဒါပေမဲ့ကျွန်တော်ဗတ်လိုက်တယ်ဖလကာလေးနဲ့ဒါကိုဒီကောင်ဖင်ရားယူပြန်တော့ကျွန်တော်အမှဖင်ထဲကိုစွတ်ဆိုထိုးနေပလိုက်ဗျာတကယ်တော့တာယူဂိမ်းလုံးမယ်ဆိုရင်တာယူပိုစချင်းကြနဲ့ကွာသိရမလားစကေးကောင်းကောင်းနဲ့ထိန်းပြီးစောရမှာကွာကျွန်တော်စော်ဝါးရဲ့ပုံစံကိုဗရာသားကိုကြည့်ဗျာကျွန်တော် AC လေးပဲထိန်းနေဗျာအဲ့ဒီရတယ်ကျွန်တော်မရရင်မလုပ်ဘူးဗျာသူစွတ်ပြီးလိုက်မလုပ်ဘူးဗျာကိုကလည်းကိုဗတ်စားစရာရှိရင်စားလိန်ထိန်းစရာရှိရင်ထိန်းဗျာအဲ့မှာဆိုကျွန်တော်ဒီလိန်ကိုလာမယ်ဆိုတာမသိဘူးဗျာကျွန်တော်အမှခဏတော့ဗတ်လိုက်တယ်မလိန်မှာအပေါ်လိန်မှာပတေးကြောက်မလိန်သွားရှင်းမယ်ကိုဘက်ကအဲ့လိုလိန်လေးပါလေးရှင်းပေးရမှာဗျာသိရမလား EAB ဆို EAB လိန်တက်မထဲမနေရဘူးဗျာကျွန်တော်အမှလိန်ရှင်းပြီးတော့ပြန်มาဗဒန်းကိုထိန်းတယ်အကောင်ကလည်းသိရဗျာကျွန်တော်ကိုတိတ်ပြီးမဝင်ဘူးဗျာကျွန်တော်ကလည်းတော်တော်စရပါသိရမလားအမှတတဲ့ပတေးကိုကျွန်တော်ထိုဘက်ကဗဒန်းလာ join မယ်ဆိုတော့ကျွန်တော်ဒီခြုံလေးကနေကတိုးလေးစောင့်နေရဲအမှရောဂျာလာတယ်ရောဂျာဘက်ကဟိုက်ပါရောဂျာလာတော့ကျွန်တော်နည်းနည်းထိန်းမယ်အမှကိုဗဒန်းကိုပဲကျွန်တော်ထိန်းပေးရဗျာကိုဘက်ကဟာရာဘူသာမသိအောင်လို့သိရမလားဟာရာဘူသာရှယ်တို့ကလူ2ယောက်ရှင်2ယောက်စာပိုင်းရဆိုတော့ကျွန်တော်လည်းကိုဗဒန်းကို AC လေးပဲထိန်းပေးထားရဗျာအမှကိုဗဒန်းကိုကျွန်တော်ရဂျွန်းစင်မှာကျွန်တော်ပါဆယ်ဆွဲမယ်ဆိုပြီးကျွန်တော်လုပ်တယ်ချီကောက်တော့ကျွန်တော်ပါဆယ်မရလိုက်ဘူးဒါပေမဲ့ကျွန်တော်ကတတ်တယ်ရလိုက်တယ်ဆိုတော့တန်တယ်ဗျာအမှဆိုရေတူမတကောင်နဲ့ဖင်လာရအောင်ကျွန်တော်လည်းတိတ်မယ်ဆိုကျွန်တော်တိတ်မလိုက်တော့ဗျာသိရမလားကိုလင်းကိုပြန်ထိန်းတော့မယ်ဗျာအဲ့လိုဗရာသားကိုစွတ်မလိုက်နေဗျာသိရမလားမရတဲ့ဟီကိုဆိုလွတ်ပေးလိုက်ဒီမှာဆိုကိုဗဒန်းကဒီခြုံထဲကိုကျွန်တော်လာမယ်ဆိုတော့ကျွန်တော်ကြိုစောင့်နေအမှတက်တယ်ဒါပေမဲ့အကောင်ဖလကာရလိုက်ပြီဗျာဘာဖြစ်ကျွန်တော်က AD နဲ့ဖလကာဆိုတန်နေဗျာ brother တို့ရအဲ့လိုဆိုရင်တန်နေစုံမလိုက်နေတော့ဗျာအမှကားလာရဆိုကျွန်တော်ဒီခဏလောက်ပတ်ထားတယ်ဗျာတကယ်တော့တာဒီပွဲကတကယ်ကိုတောင်းစရာကြီးနော်မင်းတို့ကြည်ထားတာကျွန်တော်လောက်ပြတယ်ကွက်တွေကျွန်တော်ပြတယ်ကျွန်တော် share ကိုထိန်းတာနော်ဒီကောင်တွေကိုကျွန်တော် share ထိန်းတာအမှပတ်တယ်ဆိုင်ပြီးဒီပတ်တယ်မှာဆိုကျွန်တော် share ကနေဝင်ပေးတယ်ဗျာတကောင်မှအမှတန်ကြီးကလည်းတိတ်မလိုက်ဘူးဗျာအမှကျွန်တော်ဝင်နေဗျာ share ကနေတကူတော်ကြီးဝင်ရိုက်တယ်ဒါပေမဲ့ကျွန်တော်တို့တန်နေဗျာဒီပတ်တယ်ကကေးလေးလေးရတယ်ဘကဟိုက်ပါလေးရဆိုတော့3កောင်ကြာတန်တယ်လीကျွန်တော်က2កောင်ရလိုက်တယ်ဆိုတော့ဒီပတေးကလုံးဝတန်ကွာအမှပတေးကိုစားတော့မှာကွာအမှတန်လေးကိုပါဆယ်ရင်ဆွဲလိုက်ပါဆယ်ဆွဲပြီးကျွန်တော်ဗတ်လိုက်တယ်ရေတူမောက်လိုက်လို့မရတော့ဘူးဗျာအမှကျွန်တော် EAB ကိုလင်းကိုသွားထိန်းတယ်ထိန်းတော့ကျွန်တော်တို့တီလာပြောရမှာပတေးကိုစွတ်မလိုက်နဲ့ဗျာရရင်လို့မရရင်မလုပ်နဲ့အမှဆိုကြည်လိုက်အကောင်မရဘူးကျွန်တော်မရတော့ဒီကောင်ပြေးပြီလေပြီးတော့ကျွန်တော်ကလည်းဒီကောင်ဖင်ရားပြီးတော့အမှတာဝါးထိလိုက်တတ်တယ်ကျွန်တော်ဒါပေမဲ့ကျွန်တော်မသိဘူးဗျာသူပြန်သေးရဗျာအမှဆိုရေတူမဆိုတိုက်တကယ်ဆို1 by 1ဆိုကျွန်တော်နိုင်တယ်ဗျာကြည်တာကျွန်တော်ရိုက်ပြမယ်1 by 1 damage ဆိုကျွန်တော်ပဲနိုင်တယ်ဗျာဟိုဘက်က Roger ကြီးရဲ့ရောက်လာပြီဆိုတော့ကျွန်တော်လုံးဝမနိုင်တော့ဗျာ3កောင်ကြီးဆိုမနိုင်တော့ဘူးအမှဂူရှင်လိုလောက်လဲတိုက်ကိုကြည့်ဂူရှင်ဓားပေါက်တယ်လုံးဝမထီဘူးအမှကြည့်စပဲကိုမင်းဘလူးကြီး3မှမသိရအကောင်စောက်ချင်းရယ်မင်းဂူရှင်ကိုင်းစေးတွက်စေးဘက်ထိုးနေပြီတကယ်လောင်လာတိုက်မစမန်းနဲ့မင်းအဲ့ဂူရှင်မင်းတော်တော်လောင်မှုကောင်းတယ်ပွဲဒီပွဲကလုံးဝမင်းဘာမှမင်းစောက်သုံးမကြဘူးအမှတာဝါယူရဲတာဝါယူကိုဗဒန်းရောက်လာရောက်လာကျွန်တော်နည်းနည်းထိမ့်မယ်အဲဒီလေးဝင်ပြီးကျွန်တော်တာဝါချိုးမယ်တာဝါယူတာဝါကိုအဓိကလူကိုအဓိကမခုနဲ့တာဝါကျိုးရင်အကောင်ဘာမှလုပ်မရအမှအကောင်ရှင်ချတယ်တကယ်ဆိုကျွန်တော်နိုင်တယ်ဗျာရှင်ချရဲ့ပဲတင်မှာအမှကြည့်ရှင်ချအမှနောက်ကရိုဂျာရဲ့အမြဲတမ်းကျွန်တော်လေးကိုကတ်တယ်ဗျာကျွန်တော်ဘာကြောင့်လဲဆိုတော့ကျွန်တော်စောတတ်တယ်ဆိုတော့ကျွန်တော်ကိုလိန်နေပါကတ်နေဗျာအမှတတ်တယ်မှာဆိုကြည့်ကွာမစမန်းကိုဘယ်လိုလုပ်လဲဆိုတော့မင်းတို့မစမန်းကိုကြည့်သူယူရဲ့ position ကကောင်းတယ်ဒါပေမဲ့အမှကြည့်တန်ကြီးကိုတော့တုံးနေတွေ့တယ်စပိတ်တွေကတန်ကြီးကိုတော့တုံးတယ်ကျွန်တော်ကလည်းနောက်ကောင်ကိုထိမ့်ပေးရအမှမီယာလာတတ်တယ်အကုန်လုံးအေးရောမီယာလာတော့ကျွန်တော်တို့အကုန်ကြားတယ်ဗျာကျွန်တော်လည်းသေရဗျာတကယ်တော့တိုက် position မှားတာကွာဒီလားတန်ကြီးကိုစပယ်မပေးတင်ဘူးအမှပတေဖြစ်ပြီမစမန်းကိုကြည့်မစမန်းရင်ရှော့မှာရှော့ပြီမစမန်းပတေမစားသေးဘူးရှော့ပြီအမှကျွန်တော်ကဝင်ပေးတယ်အမှ2កောင်ကျွန်တော်ထိမ့်ပေးဗျာကိုဘက်ကကောင်တွေအကုန်ကြားတော့ကျွန်တော်2កောင်ထိမ့်ပေးတယ်2កောင်အตาရပဲတာကြီးထိမ့်တာအตาရပဲအမှ3កောင်ရောက်လာတယ်ထိမ့်တယ်ဘာဖြစ်ကျွန်တော်အตาရပဲလေကျွန်တော်ထိမ့်တယ်ကျွန်တော်ဒမိတ်နဲ့ထွက်ပြီလေအမှကျွန်တော်ပြန်တည်ရဗျာဒါပေမဲ့ဟာရာဘူသားမရလိုက်ဘူးဗျာဒီမှာသူကားအကြည့်တာကြီးကားပလိန်ဝင်ချတာကွာမတည်ဘူးအမှကနေတာကြီးရလာတယ်ကနေတာကိုကျွန်တော်ဘက်ကရလိုက်တယ်ဘတ်ထွေလေးကဘတ်ထွေကဒါပေမဲ့သူပြန်တည်ရနော်ဒါကြီးကြည့်တာအမှကျွန်တော်ဝင်မယ်အမှပလိန်ကျွန်တော်ဝင်ချပြီးရဗျာဒါပေမဲ့မလိုက်ဘူးဗျာဒီလားဟာရာဘူသားလည်းမေဘာလို့ကြောင်ပြောင်းနေဘူရှင်နဲ့မစမန်းမေပွဲတိုင်းကိုတေနေရမေဗတေစာတိုင်းအကောင်တွေအရင်ရှောတာအဲကြောင့်ကျွန်တော်စေးစောက်သေးတယ်လို့ပြောတာတဲ့သူဟိုင်ရန်တွေကိုကျွန်တော်သွားကြည့်ရဗျာကျွန်တော်သွားကြည့်ရောမင်းဟိုင်ရန်ကျွန်တော်ဆိုလိုဆော့ရအောင်ဗျာသားကိုမင်းဘရိုကြီးဗျာ import ရောက်တော့မှာဗျာဆိုလိုဆော့ပါဗျာအဲ့ဟာကိုမင်းဟွာဘာလေးကွာဂရိုဒီမရောက်ဘူးတဲ့ကောင်တွေကိုထည့်ပြီးရတယ်မို့တော့ကျွန်တော်ကိုကျေးဇူးတွေလည်းတင်ပါတယ်လို့ဗျာသားကြီးနောက်လဲအောင်မြင်ပါသေးလို့အမှဗတေကသူမှားသွားပြီကွာတည်မလားကားရဲ့အုပ်ကြီးတိုက်လိုက်ဆိုကျွန်တော်ဗတေတာပြီကွာ
မှာကျွန်တော်ရှေ့ကနေဝင်ရိုက်ပြီးခံတယ်တော့တိုင်ကျွန်တော်ရှေ့ကနေခံပြီးရတော့ဒါတော့တခြားကြည့်ကျွန်တော်ရှယ်ကိုကျုံးပေးတာရှေ့ကနေတကူတော့ကျုံပေးတာဗျာအမှဘတ်တယ်ဆိုကြည့်လိုက် AC လေးပဲဒီဘတ်တယ်နိုင်လို့ကျွန်တော်တို့တွေမပြီးသေးဘူးတာကြီးဘဘကမီယာကိုကြည့်အမှမီယာကိုကြည့်တန်းကောင်းနေလို့တန်းလှုပ်ပေးတာဂူရှင်ကြည့်မိဘာမှဒုတ်လို့မရတာမင်းအကောင်စောက်တုံးကိုတစ်စက်မှမကြဓားပေါက်တာလည်းမစောက်တူလည်းမင်းရှေ့ပေါင်နောက်ရောက်တဲ့ကောင်အဲ့လိုကောင်တွေပြောနေတာဂူရှင်မကင်စမ်းပါနဲ့ကွာမင်းတို့ကောင်တွေဘာကောင်တွေမှမသိဘူးဂိမ်းလာမစောနေရအောင်ကြည့်အောင်လက်ကြည့်အောင်ဗျာကျွန်တော်လည်းလှုပ်ပေးရပဲမရအောင်အမှဂူရှင်ကြည့်ဂူရှင်ဘယ်လိုလှုပ်လဲဆိုကြည့်သူအောင်သွေးနေပြန်ပတ်လာတွေ့လားအမှသူတွေ့လားကျွန်တော်တို့ဘာမှတော့မရတော့ဘူးအမှကျွန်တော်တို့လော်ထိန်ရမယ်လော်ထိန်ပြီးသူကောင်တာဝါတက်လာတော့ကျွန်တော်လည်းထိန်ပေးရပေါ့ရှေ့ကနေကာပြီးတော့အမှတတိတာဖင်ရပြီးဝင်လာအမှခွာလေးနေကြိုက်လိုက်သေးရောအမှကျွန်တော်ရှေ့ကနေပလိန်ဝင်လာမှားသွားဗျာအဲ့နေကကျွန်တော်မှားတာဆိုကျွန်တော်ဒါပေမဲ့ကျွန်တော်သေမလားမသိဘူးအမှလောဂျာဝင်လာတယ်ကျွန်တော်သိမသေးဘူးဗျာကျွန်တော်မသေးသေးဘူးအမှကားကလည်းအုတ်တိုက်သွားကျွန်တော် AC လေးပဲဟဲသွားပြီပေါ့အမှဟာရာဘူတာနဲ့ဂူရှင်ကြီးဂူရှင်ကဘယ်လိုပြောမလဲဆိုအကောင်အတိလားဘတ်တယ်ကိုမေပလိန်ကွာသိရမလားဝင်ချသွားလို့မရဘူးကွာအဲ့ဒါကျွန်တော်သူ့တေးမှာသူ့လိုကာပြီးလိုက်တယ်ဗျာဒါပေမဲ့ကိုဘက်ကကီးပြန်ရတာသွားပြီဗျာတာတော့နည်းနည်းတာတော့ကျွန်တော်လည်းစောင့်နေဗျာကိုဘက်ကလော်ကီးနေကျွန်တော်လည်းခြုံနေကနေရောဂျာလာနေရောဂျာဒီလင်းလာမယ်ဆိုရင်ကျွန်တော်ဝင်ချအောင်လို့ပေါ့ဒါပေမဲ့ဟိုဘက်ကကတိတာအရင်သွားတယ်ဗျာကတိတာအရင်သွားကျွန်တော်ကလော်လေးရတယ်အမှမတ်စမန်ကိုကြည့်တာကြီးအပ်နေရာမှာကျွန်တော်မားတာဗျာမတ်စမန်မေဆိုလိုကြီးတီလာမေအပေါ်လင်းကိုဘာသွားလို့မှမသိဘူးအကောင်ဆိုလိုသွားလို့ကျွန်တော်တေသွားတာအမှကြည့်ကျွန်တော်ထိန်းတယ်ချီကားကြီးလာတော့မှအမှချီကားလာကျွန်တော်တိုက်တယ်โอเคအဆင်ပြေတယ်အကောင်တကောင်နဲ့ဆိုတော့မသိဘူးဗျာကျွန်တော်အမှကျွန်တော် inverter ယူလိုက်တယ်အမှကျွန်တော်အဲ့အနေဝင်ချတယ်ဗျာကိုကောင်နေမသိရတယ်အမှကျွန်တော်နှစ်ကောင်လုံးကိုဝင်ချတယ်ဝင်ဖြဲတယ်မတ်စမန်ကတာဝါချိုးနေပြီးတော့တိုက်ဂူရှင်ကိုကြည့်မေဂူရှင်လုံးဝမထိဘူးကြီးတယ်မေဂူရှင် AD ရှိရကွာမင်းတို့မြင်မှာပဲတာကြီး AD ရှိအောင် AD မသုံးဘူးမစမန်းအမှကြည့်တာရှုံးပြီကွာလောက်ပဲဘာကောင်နေမှမသိဘူးစိုးရတာအာယုံနေတကယ်နောက်တယ်တာယူရာ